ကတိုးတော့မျိုးကြီးဆွေရပေါက်သွားတယ်အတော်သမားယောက်ျားကဘလူးကောင်းမှခမစားဘူးဘောပေါ်လားဟဲ့ဘယ်ကောင်းမှခမစားဘူးကွာမိုင်းကောင်ထွက်ခဲ့ကြံတဲ့ကောင်ကလည်းချမယ်အကောင်လုံးနဲ့ချလေအကောင်လုံးကိုလုံးနဲ့ချငါသေသွားမှာပေါ့ယူရနားမယ်လားဟဲ့ဒီမှာဟဲ့မန္တအဲ့လိုခေါင်းမှလည်းကောင်ကြံတဲ့ကောင်ထွက်ခဲ့နော်3ယောက်ကလေးဆို4ယောက်ပေးတယ်4ယောက်တယောက်ချမှာကွာမူရောရောက်သွားလို့ပါလားမူရောသွားတော့ဆရာမကောထိုင်သားလောက်ခိုင်းနေမှာဗောယူရဲမူရတဲ့ကြားမှာထိုင်သားလို့မရဘူးလေဟုတ်ပါရဲ့ဟဲ့တိုးရင်းနဲ့ခြိုင်တဲ့ကောင်တော့ဘယ်ခွေးမှလူမထင်ဘူးကွာခွေးမှဆိုလူထင်လို့ရပါမလားဘာမလို့လဲဟဲ့ဘာလဲတူပြောဘာလဲအဲ့ခွေးကပဲခွေးတယ်ဘူးခွေးပါဆိုဘလို့တီမှာတော့အဲ့ခွေးနာမည်ဘာခေါ်လဲလေပြီးတော့သွားမေးပေးမယ်ငါတို့အိမ်သားရောက်နေတူပြောငါတို့အိမ်သားရောက်အိမ်သားရောက်ပြီးတော့ငါမမရှိရဗောရှိရလေရှိမင်းတူပြောဒီခုနပြောတော့ကျတော့နားမထောင်မနဲ့အာစီမကြောက်ဘူးလားဟဲ့တိုးရီဘဝမှာကြောက်တာ2မျိုးပဲရှိတယ်ဘာရုပ်ဆရာတစ်မျိုးကငါမိမနောက်တစ်မျိုးကငါမိမလက်ဆွဲတော့လက်ဆွဲတော့ဆိုဘာလဲလက်ဆွဲတော့ဆိုတာဟဲ့တိုးရိုစိတ်မခေါ်နဲ့တိုးရိုစိတ်ကချိန်တော့အိမ်ပေါ်ရောက်လာမယ်နော်ဘာမှမနဲ့ဘယ်ခွေးမှလူမတင်ဘူးကွာနိုင်အောင်ထွက်ကကျန်တဲ့ကောင်တွေငါနဲ့ချမယ်ဘယ်ကောင်မဲ့လဲ4ယောက်ခရင်းဆို4ယောက်ပေးတယ်နော်အဲ့တော့ထွက်ကမလားတိုးရီကလမ်းလုံးတွေကကျဲကောင်ထွက်ကကွာ我着急，ဘာလဲ早是我那个没啥，我老三那的，谁来着？不是吧哈，是这么我们家姑啦，你又没叫我好家姑，叫我这办了，这办了，这位这吧，阿西明嘛煎了，比较香耶。煎嘞，明天煎嘞，明天多大几煎嘞？俺这来煎嘞，怎么包了？哎，这个俺说俺母的都看来啊，这个俺老看了，俺人煎嘛，也煎说干吧，拔尖了，拔尖嘛。我的煎了，路边别着呢。基本上是家里不掉呢，白马嘞，最当回来就不生病。对的，找到那里。当然，我没背过嘞，没背过说白呀没啊，干没把那当年来说了，这个背我都变了，背这个背，也三个哩，三背我到了没有了，变了，我要不要那嘞？最早那对这个背我了，哎，你不生嘞，人家到底点了不？不是，没过我哭了的不是，啊不嘞，过我受伤他的不是哩，那路我嘞，这个到时候找他们我明白嘞，我也是半宿啊那边都没阳光嘛，就是在那路阿背了，哪呀？先别吹了，不吹了没嘞，不吹不行嘞。是的，我干嘛这么讲？快到这里！冇明白，不要路是河边的路嘛。你边的，冇嘞，沿着边的。你，干嘛来搞那去？过来啦。哦，ဒီမှာလက်တိုင်းလုပ်နေတဲ့ဟာမမြင်ဘူးလား哦，冇你还没录完我搞个肥肉没？干嘛？ရပြတော့ဆောလားဒီနေပြီမယ်那你不过来，我想要后面，好几别到嘛嘞？追了到哪？ဦးရဲ့ဦးကအကျွေးလာတောင်းနေဆိုတော့နင်ကမရှိရှိရချုပ်ပေးရမှာပေါ့မရှိရှိကချုပ်ပေးရမှာလက်ကောက်လေးလေဒါပေမဲ့လေဒီအကျွေးကိုဆက်လိုက်လို့ရှိရင်ဦးရဲ့မျက်နှာလေးကိုလေနင်မမြင်ရတော့ဆက်နေဦးစိတ်ကိုရှော့ချနေဘယ်လိုလဲပြောနေရတယ်မသိဘူးဟာလေဟိုအဲ့လိုတော့မဟုတ်ဘူးလေဟိုဒီလက်ကောက်တွေပေးစရာတော့မလိုပါဘူးနင်းဟိုလေဟိုပေါ့ရှိရလေးပဲတက်ရှိတာလေးပဲပေးလိုက်ရပြီလေကျွေးဆိုတာစက်တက်ရင်ကြည်ပါလေနင်းဦးရဲ့ဦးဆွဲထားရလေဆွဲကြိုးကြီးတွေကလေလက်စလောက်လေးပဲဖြုတ်ပြီးတော့လေနင်းအစားဆက်ပေးမယ်ဆိုရင်နင်းဘဝကြီးအဆင်ပြေအားရပြီးတော့လေဦးလေနင်းတဘဝလုံးလိမ့်ဆက်တာပါတယ်ဦးမချွေးတမီးဟိုလေဟိုဦးဟာဒီတို့20လောက်ပြောတယ်လေဘေးကတကူတော့မအင်းနေတယ်တမီးအဲ့ဒါရရုပ်ပေါက်တယ်တမီးဟိုဦးမလည်းရှင်စိုက်ပေးလိုက်ချင်ပါတယ်တမီးဟိုဦးမမရှိလို့မပေးတာပါနားလဲပြီနော်နင်းနားလဲပါပြီဦးရဘယ်လာကိုဖက်ကပလက်ချင်တာမသိဘူးဘယ်လိုပြောနေရလဲလို့နင်းပါမမကူညီချင်ဘူးပေါ့နော်ဟုတ်လေဟိုဦးမပတ်ဆက်ကလေဟိုမိမအကုန်ပြန်ပြရတာဦးမပတ်ဆက်ကမရှိဘူးလေနေဒါကြီးကချုပ်ပြီးတိတာလေအင်းဟာပိုင်းကတက်ရလေမဲရမှာလေဒါဆိုရင်လေဦးရဲ့မရှိရှိရလေးကိုပြုတ်သေးပါဒီပြောင်းပြုတ်ပြီးမလို့အဲ့ဒါရောင်းစားမလို့လားမမဟုတ်လေအစင်ပြေရလေးပေါ့ဦးရဲ့ဟ
ဒါစင်ပြင်းဆိုဒီလိုလုပ်ပါဟွာဒီနဲ့တက်ကတီးလားနှစ်ဖက်ဆိုရင်တစ်ဖက်ပြုတ်ကျသွားတယ်မူးပြီးပြုတ်ကျသွားတယ်ပြောလိုက်ရင်စင်ပြေတယ်ဒါလေးဖြုတ်လို့အဲ့ဒါစင်ပြေတယ်အင်းအပိုင်းမသိသေးဘူးချုပ်ပေးလိုက် ကိုတိုးကြီး တော်ပြီဟာအပိုင်း ဘာခိုင်းလဲနေမရဘာလုပ်နေကြ ချုပ်ပေးနေတာ ဘာချက်ပဲ မဟုတ်လေသူ့ရဲ့ဆွဲတွေကိုချုပ်ပေးနေတာလို့သူများတွေ့ရင်ထားပေးရတယ်လို့နော် အဲ့ကောင်မနေငါပတ်စံယူထားတာ3လကျော်နေပြီနေရွှေညရွှေတဲ့အခုငါယောက်ျားတောင်းခိုင်းတယ်မပေးနိုင်မလားနေဘာဖြစ်နေကြလဲနိုင်တော့တော်ရှိနေ ချုပ်ပေးနေတာလို့ ဘာချက်ပဲ အဆွဲတွေကိုချုပ်ပေးနေတာ ကိုတိုးကြီးကျမကြောင့်သိရနော် တည် ဟဲ့ကောင်မနေငါပတ်စံကိုဘယ်တော့ပေးမှာဟမ် ဟဲ့ပတ်စံရှိတယ်နေမလို့စောင့်ရကလို့မပေးတာ ဘာကြီးရတယ်နေမရောက်ပြောနေရဝေးပြောလေ ဟိုငါမရပါဘူးလေ တာကြီးနေတိုင်လုံးနဲ့နော် တည် ဟဲ့ကောင်မနေကငါအကျွေးကိုမပေးတဲ့ဖြစ်ငါလင်ကိုပါကြောင်တိုင်မှတ်တည်းဟဟလား ဒီမှာဦးကလေငါနှက်စီလို့မသိဘူးပါနေပြီသား 你把干嘛？嘿，谁着？ဒီမှာသူရောဆိုင်ရောအော်ကြီးဖြစ်တယ်နားကြီးလေလူကောက်တာ တော်ရ ဆိုင်ဝင်းမှာတော့ပစ္စည်းရတော်တော်ဆုံးတယ်နော် ဟုတ်တယ်မအကောင်ဆောင်လေဟာ အော်ဒါနဲ့လေဆိုင်ဝင်းမှာဈေးအပြည့်ဆုံးကဘာရှိမလဲ အော်ဟောစီမြင့်ဆိုလို့ရှိရင်လေ7တင်းကျော်တယ်မဟုတ်ဘူးတိုင်းနေရှိတယ် အော်ဟလာအဲ့ဆိုအမကိုဟိုဟာဆက်ပြကွက်တစ်ဖက်လားဆက်ပြကွက်တစ်ဖက်လားဆက်ပြကွက်မရှိဘူးအော်ရှိတယ်ဟုတ်ပါမှာပြပေးမယ်ဟုတ် ဟာနိုင်ဒီတော့ပြင်းနေရောနော် ဟာနေလေပေးလာတယ် ဟိုဆိုင်ဝင်းကံလီမှာဝယ်နေကြဦးရဲ့ အာလီဘာရွေးလာ ဒါနဲ့ဦးရော ဦးလည်းစိန်ဝဲ family မှာဝင်နေကြတယ်ဟိုအေးအဖိုးကြီးလေအေးအဖိုးကြီးဗါတဲ့ရေချိုးကန်းပြင်မဲတဲ့အဲ့ဒါဟိုပေစင်တွေရောတဲ့နောက်ပြီးတော့ဘူတိုင်းတွေရောတော့ပဲဆိုတာဘူတိုင်းလာဝဲတာ အော်အဲ့ဆိုဘာမှမစားသေးဘူး ဘာမှဘူတိုင်းနဲ့မှထည့်စားလိုက်ပါဘူတိုင်းနဲ့မှစားပါလေဘာလို့ပြောနေလဲ ဟုတ်ပါဦးဟိုဦးနဲ့လေနေတဲ့စားလေတူတူစားမလားလို့ ဟုတ်လားနင်ကကျွေးမလားဟိုရတယ်လေနင်ကကျွေးဘာလဲစားမဟိုဘာကျွေးမလဲ ချီလို့ချီလို့ ဆွဲစားပါလားဒီဘာလို့ပြောနေလဲ ဟိုဘာမှပြောဟိုဘေးစကားတွေမယုံပါနဲ့ ဘေးကနေတယောက်ပဲရှိတာလေ အမဘေးလို့တွေပြောတဲ့စကားမယုံပါနဲ့ ပြီးတော့အေးစစ်စားကြတာပေါ့ဟိုနင်အခုဒီမှာရောက်တော့ခက်လေလက်ဆောင်ပေးခြင်းလို့ဘာလေးလိုချင်လဲရင်လေးကို ဟာဦးရအမရလိုက် ရရဲ့နာနဲ့ ဒီမှာလေဟိုခုနလေအမကြည့်ထားတယ်လေအပေါ်တိုင်းနှလုံးပြီးသွားလို့ရှိရင်ဒီဘေးစင်ခုနလုံး နင်တို့ကလေအများဆုံးအိမ်သာဖွင့်စားတာလား အဲ့လိုတော့မဟုတ်ပါဘူးဟိုပေါ်တိုင်းကဒီမနေ့တလုံးညတလုံးတက်ရ ဟိုမနေ့တလုံးညလုံးတက်တာအော်ရှယ်ဖင်မဲနော် ဟိုပြီးတော့လေဟိုဘေးစင်ကခုနလုံးတိတာဟိုသူနဲ့လေဟိုရွေးထားတယ်အကုန်ထည့်လိုက်တော့ညီမလေးတော့ဖြစ်တယ်လို့ အဲ့ဆိုစင်းရဲလှုပ်လိုက်တော့ ဟုတ်လိုက်ဦးရောက်တော့လေဦးရှိတော့ ဒီဘက်မှာရှင်းမယ်ဒီဘက်မှာရှင်းမယ် ဦးရှိတော့နော်ဦးရှိအောင်မရှိစင်တော့ ဒါတော့ဦးဟာဒါသူ့ဟာရလည်းများတယ် ဟင်သူဟာများတယ်လားအမလေးညားတာဟောတယ်ဟာဘေးစင်ကခုနလုံးဒိုရန်တုံးလုံးတ िश ူပေါက်ရောအမလေးတို့ကလည်းတော်များလားဟုတ်ကဲ့ဦးအောင်နော်သူကသူ့ပြလိုက်ကြတယ်ဘာလဲတမီဦးလေဘာမှမရရတယ်အလွတ်တရလောက်ပေးပါတမီ အော်ပေးလို့မရဘူးဘာလို့လဲဦးဟာ သူတင်တင်မရမှာ အာမရဘူးပေးလို့မရဘူးလုံးဝမရဘူး မလုပ်ပါနဲ့တမီဘဝပြက်လိမ့်မယ် ဦးဘွားဒါကတမီဘွားပေးလို့မရဘူး ဘဝနဲ့ငါပေါ်တို့ကရောက်တော့အော်တမီဟိုမှာသူဘာလို့လဲလူချင်တိုင်းတော်ပြလိုက်နော် ဒီနာ နိုင်နေလေ ဟိုတိုးကြီး ဒါ ဟိုတိုးကြီးဖဲပတ်စံလေးကကွာလာတယ် တိတ်မကောင်းလို့နေမှာ စက်ရင်းကိုပြောနေတာ ဟုတ်တယ်စိန်ဝင်းကပစ္စည်းစရင်တွေကိုပြောနေတာကိုတိုးကြီးရီရီရတာမလုပ်နဲ့နော်စရင်တွေဘာကိစ္စလဲဒီလောက်ကွာဟမ်ဒီမှာဟက်ကာရီဘိုးတိုင်းကိုကျွန်မကြည့်ခဲ့တာ2ရက်ပဲရှိသေးတယ်2သိန်းကျော်ပဲရှိတာဒီမှာ4သိန်း3တောင်းဖြစ်နေတယ်ဘယ်လိုဖြစ်လဲအဲ့ဒါဘယ်လိုဖြစ်လဲ ဥသာဘောဘာလဲဟေးမရှင်းပြလိုက်လေ ကျွန်တော်မပါဘူးလေဆရာကြီး မင်းမပါရင်မရှင်းပြရမယ်ဒီကွာမင်း ဘာမှမလုပ်သိမှာ မင်း တော့ မပါမင်းရှင်းပြရမှာပေါ့ ကိုတိုးကြီးကိုတိုးရှင်းဒီကိစ္စရှင်း ဩ
ဟွာပေါ့ဥစားအဲ့နေလေဟိုတိုက်စီနဲ့သွားရတာလေတိုက်စီနဲ့သွားတော့စီသေးတွေတလုံးဆိုပြီးတော့တိုက်စီကလေဈေးတွေကကိုတော့ပြောင်းကုန်တော့လေအဲ့မှာတိုက်စီစီးလိုက်တာ9000သွားပြန်တသိန်းနောက်ပြီးကတော့ဟွာပေါ့မိပွက်မှာလေဟွာပန်းရောင်းတဲ့ကလေးတွေကိုပတ်စံတောင်းခိုင်းပြီးတော့အဲ့ဒါစာလေးခွေတွေနဲ့လေဟွာဖြစ်ပြီးတော့ဟိုငါးစာလေးတွေရောင်းတော့လေအဲ့မှာရှက်နေရမင်းများအဲ့တို့တနာလို့ဆိုပြီးတော့အဲ့ဒါ9000ပေးလိုက်တာ9000အမလီဒီစာကလေးဟိုရောင်းတဲ့ဟာကို9000ပေးခဲ့တယ်ဘယ်မှာတော့9000ပေးတာဟိုဦးလေးရေမလုပ်ပါနဲ့တဲ့ဟွာတဲ့ကိုကစီသေးလေးတက်တော့တဲ့9000လောက်တော့ပေးပါတယ်ဦးလေးတို့လင်မယားလည်းချောပါတယ်တဲ့သူကပြောတယ်လေအဲ့ဒါဦးလေးတို့လင်မယားချောသူတို့ကကျမကိုမြင်ဘူးလားဟမ်မဟုတ်လေမင်းကတော့ထုတ်ပြလိုက်တာဓာတ်ပုံထုတ်တယ်ဖုန်းနဲ့ဓာတ်ပုံထုတ်ပြလိုက်တာအဲ့ချောလို့တဲ့အဲ့တနာနဲ့9000ပေးတာဟောတနာနဲ့9000ပေးတာကွာနေသေးတယ်ကွာနေသေးရနော်ကွာနေသေးတယ်ဆရာဟိုမိဘပဲကြေးရအောင်လူလိုက်ခဲ့မိဘမဲကိုလူလိုက်သေးတယ်မိဘမဲရလားဘယ်နာကျေတင်လို့လာမင်းတို့လေတယောက်တော့တခါတော့ပြောပြရတယ်ကိုတိုးကြီးညာ KTV သွားတာလားဟောမင်းမ KTV သွားတာကြာပါပြီ2ရက်ရှိပြီ2ရက်နောက်အားတော့မသွားတော့ကြာ KTV သွားတာဟဲ့လားတဘုံတော့ဒီစမ်းမအောင်စိန်ဝင်းကဒီ2ရက်အတွင်းမှာအဲ့ဒီပစ္စည်းတွေအကုန်တက်သွားတာပေါ့ဟဲ့လားဟုတ်တယ်အခုနောက်မှပစ္စည်းဈေးတက်တာမင်းမဟုတ်ဈေးတက်တာစိန်ဝင်းက2ရက်အတွင်းတက်သွားတာတက်ပါအော်โอเคအဲ့ဒါဆိုသွားကြမယ်သွားကြမယ်လေစိန်ဝင်းရောကိုတိုးကြီးရှင်းကိစ္စရှင်းနော်ဟိုရှင်းအောင်ဒီမှာပတ်စံမပါဘူးလေမင်းမကိစ္စပြောနေမှာမဟုတ်ဘူးရှင်းရှုပ်ထားတဲ့ကိစ္စရှင်းတော့ဒီစိတ်ရင်းကိစ္စဒီမှာတွေ့လားစိတ်ဝင်းကရှင်းကြောက်တဲ့ကျွေးပြားတွေတန်းစီရှိတာဘန်းကွဲတာပြီမဟုတ်တာလို့တော့သေဖို့တာပြင်တာရှင်းကိုရှင်းဟိုမပါများဖြစ်လို့လည်းမသိဘူးညီမလေးဟိုတနေ့ကအမလေး Hickory brand လေဘိုးတိုင်းလေးလာကြည့်ရမှတ်မိလားမှတ်မိတာပေါ့မရက်သေးပဲရှိသေးတာအေးအဲ့ဒီတော့က Hickory brand ဘိုးတိုင်းကတစ်လုံးကို2သိန်းကျော်အခုဒီစရင်းထဲမှာ4သိန်းကျော်ဖြစ်နေတယ်အဲ့ဒါညီမလေးတို့ဆိုင်ကလေဈေးချက်ချင်းတက်သွားတာမတက်ပါဘူးမရမတက်ပါဘူးမတက်ဖို့လေကိုတိုးကြီးဟုတ်တယ်ပါနည်းလုံးကမဖြစ်နိုင်တော့ညခန်းဆက်ဖြစ်နေတယ်ကြောလိုက်နေကိုတိုးကြီးဒါညီမလေးဟုတ်အမတစ်ခုမေးမယ်အမှန်တိုင်းဖြေနော်ဟုတ်အဲ့ဒီနေရာလေကိုတိုးကြီးလာတော့ကိုတိုးကြီးနဲ့ဘသူပါလာသေးလေဘသူပါလာသေးလေလေပါဖြစ်နေရတော့မင်းနာညလုံးကလေရမ်းကြိုက်နေမြေရိုးတွေကြိုက်နေညီမလေးမကြောက်နဲ့ပြောအမအမှန်တိုင်းပြောနော်ညီမလေးကိုမုံပိုးပေးမှာမုံပိုးပေးမှာဘသူပါလာသေးတော့ပါလာယောက်သူခေါ်လာမှလည်းမိမလည်းဟုတ်တယ်ဒီလောက်ပဲတော့အဲ့ဒါဆိုရင်ဘာဖြစ်လို့ပတ်စံတွေကဒီလောက်ကွာနေရလဲအမလုံးဝမယုံဘူးသူနဲ့တယောက်ပါကိုပါလာရမယ်နော်ဒီလောက်သူပတ်စံတွေကုန်ထားတာနဲတာမဟုတ်ဘူးပတ်စံတွေအများကြီးဟာအမလည်းအကိုကြီးတယောက်တည်းကုန်တာမဟုတ်ပါဘူးအကိုကြီးလက်ဆောင်တွေပဲဝယ်ပေးလိုက်တာဟိုမလေးသူ့နေတဲ့တာကျွတ်မဆိုခေါ်ပါဟိုမလည်းကုန်တယ်နေရောက်စလုံးကုန်တာအတူတူပဲကျိုးနေတော့ဘယ်အမဘယ်အမလဲအော်ဟိုမဆိုင်ရှင်မမမြင်ချောမမြင်ချောမဟုတ်ပါဘူးဆိုင်ရှင်မမြင်ချောမဟုတ်ဟိုမလေးဟိုနင်းဆိုတော့မဘောက်ချထဲမှာလို့ရှိနေတယ်နင်းဆိုတာလေဟိုအာရွက်ရှာရွက်နဲ့ဟိုလေချက်မပြည့်လို့ပြောတဲ့ကောင်းမလားဟုတ်တယ်ဘောရရနှလုံးလေးစရခွနှလုံးဝယ်ပေးလိုက်တာတီရှူပေါင်းစီတော့တိုင်း